ခဲအားလုံးပဲမင်္ဂလာပါ50 2000မိုးရတယ်နော်ကျွန်တော်ထုတ်ပေးရတဲ့ break တွေကတော်တော်ထွက်တာပဲလို့နော်9 break 3ည break ကအခုရွေးချယ်ပေးတဲ့ကနန်း50ဒီပါရောလာထွက်နေနော်ညမအခွေလိုက်နေတာတဲ့ပတ်သီးမထိုးဘူးတဲ့အဲ့ဆိုရင်တော့လာမယ့်ဘက်ကိုအဖွက်မွေနဲ့ဗောကျွန်တော်အခွေရောပတ်သီးရောပေးတာဆိုတော့လေနော်သုံးလုံးခွေရဲ့ပတ်သီးရဲ့ပေးတာဆိုတော့နော်90နဲ့တဲ့ခွန်3ညဝမ်းချင်းနဲ့ငါ့ကိုကလန်က19000မိုးရတယ်ဟုတ်ကဲ့ဝမ်းသာပါတယ်ဒီမြောက်တော့ဝမ်းချင်းမဲ့မိတယ်ဗောနော်ခွန်3ညဝမ်းချင်း3ည9တော့မပါဘူးဗောနော်ဒါပရိတ်မှာတော့ကျွန်တော်ရွေးချယ်ပေးတယ်ဘူးပဲဗောနော်3ည3ညရယ်99ရယ်50ရယ်ဗောနော်9ပရိတ်3ညပရိတ်ရယ်ပရိတ်တွေတော်တော်ထွက်ဒါမပေါက်ပါဘူးကျွန်တော်မပေါက်ပါဘူး50ဦးဒီညနေပရိတ်တွေထွက်လုံးအားကြီးလို့ခတ်ခုနေ့မင်္ဂလာရှိတယ်တဲ့ရွှေ9000မိုးရပါတယ်ရှင်ဟုတ်ကဲ့ဝမ်းသာပါတယ်ဟုတ်လေအခွေရဆက်လိုက်ရမလားလို့អော်နေတဲ့လူတွေအဘာဖြစ်နေဟိုကနန်း3ခွက်ထိုးရတာကိုဘာတွေတိုင်ပတ်နေအဲ့ဒါတွေအရင်တော့မထိုးဘူးလားဟိုအရင်တော့ကျွန်တော်ဇာတို့ပတ်သီးနဲ့ကနန်းမွေးတင်ခွက်3ခွက်ပေးတယ်ပတ်သီးအင်္ဂါမကျော်ထွက်တယ်တခါကျရင်အခွေ3လုံးကမထွက်အခွေတောင်3လုံးတော့ဖြစ်တယ်ဒီ3ခွက်ကမထွက်တာရှိတယ်အဲ့ဒါကိုဘာတွေဖြစ်နေကြဟုတ်ဒါပုံကြီးချက်ပြီးပြောနေကြတယ်အစင်မပြေမဝင်နဲ့နော်တခါတည်းပုံဝင်လင်းလင်းပြောတာအစင်မပြေမဝင်နဲ့နော်ကျွန်တော်နေတိုင်းရှိပြီဒီစကားပြောရတာဗျာကျွန်တော်ရင်တော့ပေးတာလေအင်္ဂါမကျော်စာတို့နဲ့ပတ်သီးနဲ့ပတ်သက်တဲ့တင်ကွက်တခါကျရင်အင်္ဂါမကျော်စာတို့ပဲထွက်တယ်ဟိုတင်ကွက်ဆိုတဲ့ကနန်း3ခွက်မထွက်ဘူးအခုလဲ3လုံးခွေဆိုတာတင်ခွက်ပဲလေတော့ကနန်း3ခွက်ပဲလေအဲ့ဒါကိုဘာတွေဖြစ်နေကြဟိုအကောင်းဆုံးဆိုတဲ့အရာတွေကိုကျွန်တော်ပေးတာပဲနော်ထွက်လဲအမြဲတမ်းထွက်ခဲ့တာပဲဒီဘက်မှာမထွက်ခဲ့တိုင်းကျွန်တော်ကဘာဖြစ်လို့လဲတကယ်နော်ကျွန်တော်လူတွေရတယ်ကျွန်တော်ထွက်မဲ့ကနန်းကိုမသိဘူးနော်တရားကျွန်တော်ထွက်မဲ့ကနန်းကိုမသိပါဘူးခင်ဗျတခါတည်းပြောလိုက်ရသေးတယ်နော်ကျွန်တော်ထွက်မဲ့ကနန်းကိုမသိဘူးခင်ဗျအဲ့တို့ကြောင့်မိတ်ဆွေတို့တွေဟိုလာမပတ်တွေမှာကိုလည်းအင်္ဂါမကျော်စာတို့အခု3လုံးခွေတွေပေးမဲ့ဟာကိုဟိုယုံကြည်မှုရှိမှဝင်မှာနော်ဟိုအစင်မပြေမဝင်နဲ့နော်တခါတည်းပုံဝင်လင်းပြောကျွန်တော်ထွက်မဲ့ကနန်းမသိဘူးနော်သိမဲ့ဆိုပြီးကျွန်တော်ပြောပြီးခေါ်တာဘယ်တော့မှမရှိခဲ့ဘူးနော်ဟုတ်ပြီလားဟုတ်ဆိုကျွန်တော်ဒီဟိုအလုပ်လုပ်လာတာဗျာသူများတွေဗုဒ္ဓဦးမကျော်နဲ့တလောကလုံးအလုပ်လုပ်နေတာကျွန်တော်အင်္ဂါမကျော်စိုက်ကလေးနဲ့ဒါမိတ်ဆွေတို့ကိုလုပ်ပေးတယ်အမားနဲ့အမှန်ဆိုအမှန်များတယ်ဆယ်ကာပေးရင်8မှန်းပဲဗျာဒါโอเคတာပဲအခုအခွေ3လုံးပေးတယ်သူများတွေ4လုံးခွေ5လုံးခွေနဲ့အလုပ်လုပ်တာနော်3လုံးခွေဆိုတာထုတ်ပေးရတဲ့ကောင်ရှားတယ်ဒါကျွန်တော်လုပ်ပေးတယ်3ဘက်မြောက်ပေါ်တာ2ပွဲထွက်တယ်3ကပေးတာအဲ့ဒါကိုဘလူတွေဖြစ်တာနောက်တစ်ခုကကျွန်တော်ဒီသူများထက်ပို့ပြီးထူးခြားတဲ့အရာလေးတွေနဲ့ဘယ်လဲကိုလှုပ်ပေးတာပါလှုပ်ပေးတာပါသူများနဲ့ဒန်းတူတော်မိတ်ဆွေတို့ကျွန်တော်အလုံးမလုပ်ပေးပါဘူးသူများထက်ပို့ပြီးတော့နဲတဲ့ပုံစံမျိုးပေါ့4လုံးခွေ5လုံးခွေပေးတဲ့လူတွေနဲ့မတူအောင်ကျွန်တော်3လုံးခွေပေးတယ်နောက်တစ်ခုကသူများတွေဗုဒ္ဓဦးမကျော်တလောကလုံးခေါ်တဲ့အချိန်မှာကျွန်တော်အင်္ဂါမကျော်စာတို့လုပ်ပေးတယ်အဲ့ဒါကိုမိတ်ဆွေတို့ကတိုင်ပတ်နေကျွန်တော်ပြောပြီးသားပါကျွန်တော်ဒီထွက်မဲ့ကနန်းကိုမသိပါဘူးခင်ဗျနော်ထွက်မဲ့ကနန်းကိုမသိပါဘူးနော်အဲ့တော့ကြောင့်မိတ်ဆွေတို့ကထွက်မဲ့ကနန်းကိုအများနဲ့ယုံကြည်ထားတယ်ငါတို့က100ကနန်းယုံကြည်ထားတယ်ဆိုရင်တော့အဲ့ထွက်မဲ့ကနန်းအတိအကျသိတဲ့ကောင်းနေရှိမှာပဲအဖွဲ့ဝင်မှာနော်